ဇတ်တော်တစ်ပုဒ်ကိုအခြေခံပြီးတော့ရှင်းတာရှိတယ်အဲ့ဒီဇတ်တော်ကဦးဇင်းတို့950နိဗ္ဗာန်တော်မှာမဟာကပိဇတ်ဆိုပြီးတော့ရှိတယ်မဟာကပိဆိုတော့မြောက်မင်းပေါ့ဒီဇတ်တော်ကိုလူတိုင်းကြားဖို့ရတယ်နော်ပုံနာတယောက်ကတော်တဲ့ကိုနွားပြောက်ရှာရင်းနဲ့မျက်စိလဲသွားတာအဲ့လိုမျက်စိလဲသွားတဲ့ခါကျတော့အစာရည်သာပြတ်တဲ့ခါကျတော့နောက်တေပင်ကြီးတပင်တွေ့တဲ့ခါအဲ့ဒီတေပင်ကြီးပေါ်တက်ပြီးတော့တေသီးကိုခိုးစားတာအဲ့ဒါတေကိုင်းကကြိုးကြတဲ့ခါကျတော့အံ့ဩစရာပါပဲအဲ့ဒီတေကိုင်းကလည်းအမြင့်ကြီးအရှိကြီးထွက်လာဆိုတော့အောက်ကကြောက်သေးထိကြာသွားအဲ့ဒီကြောက်ကရေတွင်းလိုကြောင်ပဲဖြစ်နေတယ်ပြန်မတက်နိုင်အဲ့ဒီတဲ့ကဲမဲ့လို့မရှိယူမဲ့လို့မရှိအကြီးအကျယ်သူဒုက္ခရောက်တယ်အဲ့ဒါနဲ့တအော်ဖြစ်နေတဲ့အခါကျတော့အဲ့ဒါကိုဘုရားလောင်းမြောက်ကကြားတဲ့အခါငါကဲမယ်ဆိုတော့သူဘာလုပ်လဲဆိုတော့အဲ့ဒီတွင်နှခေါင်းဝါကိုသွားပြီးတော့သူ့ကိုကဲမယ်ဆိုတဲ့အမူအရာပြတော့လူကအားကိုးတာပေါ့မြောက်ကြီးကိုမြောက်ကလည်းတော်တော်ကြီးတယ်အဲ့ဒါနဲ့ဘုရားလောင်းကအဲ့ဒီတွင်ထဲကိုဆင်းသွားတယ်ဆင်းသွားပြီးတော့လူကိုအရင်မကယ်သေးဘူးလူကိုပခုံးပေါ်တင်ပြီးတော့သူခုန်နေတာဒါပေမဲ့တကယ်လို့နိုင်တော်ရှိမနိုင်တော်ရှိမနိုင်ရင်လူဒုက္ခရောက်လိမ့်မယ်ကဲရပြီးတော့အကျိုးမပြီးမှဆိုလို့ဘာလို့တုံးဆိုတော့လူလောက်လေးတဲ့ကြောက်တုံးကြီးတုံးကိုသူ့ရဲ့ပခုံးပေါ်ထမ်းပြီးတော့အရင်ခုန်ကြည့်တယ်တဲ့ဟုတ်လားအဲ့ဒါလိုခုန်ကြည့်တော့အောင်မြင်သွားတော့မှပြန်ဆင်းလာပြီးတော့အဲ့ဒီပုံနာကိုပခုံးပေါ်တင်ပြီးတော့ခုန်ပလိုက်တယ်အဲ့ဒါအောင်မြင်သွားရောဟိုပေါ်ရောက်သွားတဲ့အခါကျတော့ကြောက်တုံးကြီးကိုခုံအားထမ်းပြီးတော့ခုံရတာကတစ်ချိန်နောက်လူကိုထမ်းပြီးတော့ခုံရတာကတစ်ချိန်ဆိုသူအရင်ပင်ပန်းသွားအောင်ဒီလူကိုထမ်းပြီးတော့ဒီဟာကိုခက်ရခက်ချေသူတက်ရတာဟုတ်အဲ့တော့အရင်ပင်ပန်းသွားတဲ့အခါကျတော့တော်တယ်မှာချင်းသေးတွေကြားတွေကလည်းရှိနေတာဆိုတော့အဲ့ဒီပုံနာကိုနော်ပုံနာရဲ့နော်ပေါင်ပေါ်မှာခေါင်းခုပြီးတော့အိပ်ပြရစီဆိုတော့သူအိပ်တယ်ခဏနားတာပေါ့အဲ့တော့ပုံနာကလည်းအစာရည်သာငတ်ပြက်နေဆိုတော့တော်တော်ပိန်းလိန်နေအဲ့သူ့ပုံပေါ်မှာမြောက်ကြီးကအိပ်နေသူ့အသက်ကိုကဲခဲ့တဲ့မြောက်ပေါ့အဲ့ဒီမြောက်ကြီးကိုမြင်တဲ့အခါကျတော့ပုံနာကဘာစိတ်ကူးတော့ဆိုတော့နွားပြောက်သွားရှာတာနွားကလည်းမတွေ့ခဲ့ဒီတိုင်းလက်ချီအိမ်ပြန်တော့လည်းပဲအိမ်အပြန်ကမလှအိမ်ကဇနီးမယားကရှူတော့မှာပဲအဲ့တော့အ ਨੇ ဆုံးဇနီးမယားမျက်နှာလှုပ်ရဖို့အတွက်ငါဘာလုပ်မလို့ဆိုတော့ဒီကြောက်ကြီးကိုဒီမြောက်ကြီးကိုပဲကြောက်ခဲတုံးနဲ့ထုပြီးတော့မြောက်ကြီးကိုပဲမြောက်သားစားဖို့အတွက်ငါယူသွားတော့မယ်လို့သူအဲ့လိုစဉ်းစားတာအလွန်ရက်စက်တဲ့စိတ်ပေါ့နော်အဲ့ဒါနဲ့အနားမှာရှိတဲ့ကြောက်ခဲတုံးနဲ့အိတ်နေတဲ့မြောက်ကိုတခါတည်းထုချလိုက်တာဒါပေမဲ့သူကအရန်အားနေနေတဲ့အတွက်ကြောင့်ထိထိမိမိသူမထုနိုင်ဘူးအဲ့တော့မြောက်ကြီးကလည်းပဲအလွန်ကြီးတဲ့အတွက်ကြောင့်နော်သေလောက်အောင်မဖြစ်ဖဲနဲ့ရုတ်တရက်ဘုံဆိုသူထပြေးတာဒါပေမဲ့ခေါင်းကတော့ကွဲရသွားပြီးတော့သွေးတွေကတော့တန်းတန်းကျအောင်အဲ့မှာသူကကြည်သေးတယ်ဒီလူကထုတယ်လို့မထင်ဘူးဘုရားလောင်းကအဲ့တော့နဲ့ဘေးဘီကိုကြည်တယ်ဒီအနေဘယ်ကလာတော့ဘာမှလည်းမတွေ့ဘူးအဲ့ဒီသေချာကြည့်တော့မှပုံနာလက်ထဲမှာကြောက်ခဲတွေ့တော့သူဘာပြောတော့ဆိုတော့အော်လောကကြီးမှာဒီလိုလူရဲလို့လဲရှိနေသေးတယ်ကိုအံ့ဩတယ်အကြီးကြီးအံ့ဩတယ်အဲ့ဒါနဲ့သူတစ်ပင်ပေါ်တက်ပြေးတာတစ်မော်တက်ပြေးတော့သေချာကြည့်နေအဲ့လိုသေချာကြည့်နေတော့မှအောက်ကလူကစဉ်းစားတယ်ဘာစဉ်းစားမိတော့ဆိုတော့ငါကြောက်သေးကပဲလွတ်သေးတာငါတောသေးကမလွတ်သေးဘူးသူမျက်စိလဲနေတာတော့ပြင်ဘက်ကို तू မထွက်နိုင်ဘူး तू ကြောက်သေးကပဲလွတ်ခါပဲရှိသေးတယ်ဒါ तू သတိမေ့နေတယ်အဲ့ဒီကျမှ तू ငိုပြန်တယ်တဲ့အကူကြီးတောင်းပြန်တယ်ငါကြောက်ကပဲလွတ်သေးတာငါပြင်ဘက်ကိုမထွက်တတ်ဘူးဆိုတော့အဲ့ဒီမှာဘုရားလောင်းကအဲ့လိုဆိုရင်တင်တဲ့အတူတူတော့ငါလိုက်ပြီးတော့လမ်းမပြရဲတော့ဘူးတင်တဲ့အတူတူလိုက်မယ်ဆိုတော့ငါလောက်မိုက်တယ်လို့မရှိတော့ဘူးဖြစ်တော့မယ်ဟုတ်လားအဲ့တော့ဘာလုပ်မလို့ဆိုတော့ငါကအပင်အပေါ်ကနေသွားမယ်အဲ့တော့ငါရဲ့သွေးဆက်ကြတဲ့နောက်ကိုမင်းလိုက်ခဲဆိုပြီးတော့တစ်ပင်ဘောကနေတပင်ပြီးတပင်ကူးသွားတာအဲ့ဒီပုံနာအဲ့ဒါအဲ့သွေးဆက်ကြအကြောင်းလေးရှောင်းလိုက်လာပြီးတော့တောရဲ့အပြင်ဘက်ကိုလူတွေနေတဲ့နေရာကိုရောက်သွားလွတ်မြောက်သွားတော့အဲ့ဒါနဲ့ဘုရားလောင်းကမျက်ရည်တွေလည်းကြဝမ်းလည်းနေတာပေါ့နော်သူကယ်ခဲ့ရတဲ့လူကသူ့ကိုထုတတ်တယ်ဆိုတော့အဲ့ဒါနဲ့တန်ဝေကလည်းရတယ်အဲ့ဒီယောက်ျားကိုသူကြည့်တယ်မျက်ရည်တွေကြားတယ်နဲ့ကြည့်တယ်အဲ့သူ့ရဲ့မျက်စိလည်းဆုံးသွားပြီဆိုတော့အဲ့ဒီယောက်ျားရဲ့ခန္ဓာကိုယ်ကပဲနောက်စိတ်လောက်အဖူလေးတွေထားလာနော်အဲ့ဒီပဲနောက်စိတ်လောက်ကတော့ကလိန်စိတ်လောက်ဖြစ်လာတယ်ကလိန်စိတ်လောက်ကနေပြီးတော့ဒိုးလောက်ကနေကြက်ဥလောက်အကြီးတွေအလုံးကြီးတွေဖြစ်လာပြီးအဲ့ဒါတွေအကုန်ပေါက်ကွယ်ပြီးတော့တခါတည်းရုပ်တရက်လူပိဋ္ဌာကြီးတယောက်လိုဖြစ်သွားတယ်အဲ့သူအိမ်လည်းမရောက်တော့ဘူးစိတ်တွေပါလေလည်းသူတိတ်ပြီးတော့မမှန်တော့တယ်လို့မျိုးဖြစ်သွားအကြီးအကျယ်နော်ဆိုးဝါးတဲ့စေတနာနဲ့ဆိုးဝါးတဲ့ကံတရားကိုလွန်ကျူးခဲ့တဲ့အတွက်ကြောင့်တောက်လျှောက်တခါတည်းအကျိုးပေးတာဒိဋ္ဌဓမ္မဝေဒနိယကံပေါ့နော်အဲ့ဒါနဲ့သူတောင်းစားပြီးတော့လူပိဋ္ဌာကြီးတယောက်လိုဖြစ်သွားလူရုပ်ကိုလုံးဝမပေါက်တော့တခါတည်းအဲ့လိုဖြစ်သွားတာအဲ့ဒါဘယ်နှစ်နှစ်လောက်ကြာအောင်သူခံရတော့ဆိုတော့9နှစ်လောက်ကြာတယ်တဲ့နောက်တော့အကုသိုလ်ကပိုးပြီးတော့အကျိုးပေးခွင့်တာလာတဲ့အခါကျတော့ရေငတ်လို့ရေတောက်မယ်ဆိုရင်အဲ့ဒီရေတွေဟာသွေးတွေလိုဖြစ်နေသူတောက်လို့မရမသေးသေးဘူးတော့ခံနေရတာအံ့ဩစရာနော်ဒီတဘာဝလောကကြီးရဲ့
တဘာဝတရားတွေရဲ့စမ်းကြယ်မှုတွေကိုဒကာဓမ္မတို့ဦးဇင်းတို့တွေနော်အကုန်နားလည်ဖို့မလွယ်ဘူးတေချာစဉ်းစားဟုတ်လားဒါကြောင့်ကောင်းတဲ့စေတနာတွေကောင်းတဲ့အကျိုးကိုပေးနိုင်တယ်လို့မကောင်းတဲ့စေတနာတွေမကောင်းတဲ့အကျိုးကိုပေးနိုင်တယ်ဆိုတာကိုသဘောပေါက်ရမှာဟုတ်လားအဲ့ဒါနဲ့9နှစ်လောက်ရောက်တဲ့အခါကျတော့နော်ရှင်မင်းကြီးတစ်ပါးနဲ့တွေ့တယ်သူကအဲ့ဒီဥယျာဉ်ထဲမှာတတ်တာလူတွေသွားနေတော့အဲ့ဒီရှင်မင်းကြီးကသူ့ကိုမြင်တဲ့အခါကျတော့လူလို့ကိုမထင်ဘူး။ဘာကြီးလဲမသိဘူး။ကြောက်တယ်။ဒါပေမဲ့နောက်ကအချမ်းအနေအများကြီးဆိုတော့သူမကြောက်ဘူး။အဲ့ဒါနဲ့မေးတော့မှအဲ့ဒီလူပြိတ္တာကြီးကသူ့အကြောင်းကိုပြောပြတာ။ကျေးဇူးရှင်ကိုပြစ်မှားခဲ့မိတဲ့အတွက်ကြောင့်သူသည်အကြီးအကျယ်ဒုက္ခရောက်ရတယ်။သူကောင်းကောင်းနားလည်သွားတယ်။နားလည်သွားတဲ့အချိန်မှာပြင်လို့မရတော့ဘူး။ဒါလည်းပဲသတိထားဖို့လိုသေးတာပဲနော်။အမြဲတမ်းနားမလဲပဲနေနေတာမဟုတ်ဘူး။နားလည်သွားတဲ့အချိန်မှာတချို့အမှားတွေကပြင်ဖို့အရန်ခက်သွားတယ်ပေါ့။အဲ့ဒါလိုသူ့ရဲ့အကြောင်းတွေကိုပြောပြရင်းနဲ့မျက်ရည်ဆက်လက်နဲ့ပြောပြရင်းနဲ့ပဲမြေကြီးကသူ့ကိုဟာလာဟင်းလင်းပေးတယ်တဲ့တခါတည်းပြုတ်ကျသွားတယ်ဝေကြီးငယ်ရောက်သွားတယ်အကျိုးပေးတာတွေကကြောက်စရာကောင်းတယ်ပေါ့နော်အဲ့ဒီဇတ်တော်ကိုထုတ်နှုတ်ပြီးတော့ပြကြတယ်ပေါ့ပါရမီ7ပါးနဲ့ပတ်သက်ပြီးတော့ဘုရားလောင်းသူတော်ကောင်းကြီးဒီမြောက်ကြီးကပုံနာကိုကဲတဲ့နေရာမှာပါရမီ7ပါးလုံးအကျုံးဝင်တယ်ဟုတ်လားသူ့ရဲ့အသက်ကိုတောင်စွန့်ပြီးတော့နော်သူ့ကိုကယ်ခဲ့တာဒါဒါနပါရမီလို့ဆိုရမယ်တဲ့လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်တာဟာသီလပါရမီလို့ဆိုရမယ်တဲ့နော်စွန့်လွတ်နိုင်တဲ့ဆွမ်းအားနဲ့လှုပ်တာဒီနိခမပါရမီလို့ဆိုရမယ်ဩဒီလိုလှုပ်တဲ့နေရာမှာသူ့မှာပညာရှိတယ်နောက်ကြောက်ခဲကြီးအရင်ပိုးပြီးတော့သူတက်ကြည့်သေးတယ်ဒါလည်းပဲပါတော့ပညာပါရမီပေါ့လုံးလကြိုးစားကြုတ်ကုတ်အားထုတ်မှုမရှိဘဲနဲ့လည်းဒါအထောက်မမြောက်နိုင်ဘူးဒါကြောင့်ဝိရိယပါရမီရှိတယ်တဲ့ပြီးတော့ပါရမီလာမလို့နော်ခန္တီနောက်ခန္တီတရားနောက်ခန္တီတရားကဘာတော့တိခတ်မှုသူတိခတ်မှုမရှိဘူးလားရှိတယ်တိခတ်မှုမှာအကြီးအကျယ်ရှိတာပဲဟုတ်လားခန္တီပါရမီလည်းပါတယ်ပြီးတော့ဘာတော့သစ္စာဆိုတာဒါမှန်မှန်ကန်ကန်သူလုံးမယ်သူ့ကိုလုံးမယ်လို့ပြောပြီးရင်ကယ်မယ်လို့ပြောပြီးရင်ကယ်လိုက်တာပဲဟုတ်တယ်မဟုတ်လားကယ်မယ်လို့ဆုံးဖြတ်ထားတယ်ကယ်တယ်နောက်အဋိဌံဆိုတာကလည်းပဲဒီလုပ်ငန်းတစ်ခုကိုပြီးမြောက်အောင်သူဆောင်ရွက်တယ်မပြီးမြောက်ခင်ကြားမှာအခက်အခဲဆိုတာသူ့မှာတွေးရတာပဲသို့တော့အဲ့ဒီအခက်အခဲကိုသူကြော်လွှမ်းနိုင်တယ်ကြောက်တောင်ကြီးများဒါဥပ္ပအဋိဌံပါရမီတွေကဦးဇင်းတို့အခြေတုံပြောပြီးသားပါပဲဟုတ်လားအဲ့တော့ဦးဇင်းတို့ပြေးတဲ့ပေါင်းတော့အဋိဌံလည်းပါတယ်မေတ္တာကတော့အရင်ကံကိုရှိနေတယ်မေတ္တာမရှိရင်ဘယ်လိုမှကယ်မှာမဟုတ်ပြီးတော့ဥပိ္ပခာဆိုတာလည်းပဲအထိုက်အလျောက်သူမပါဘူးလားပါတာပဲနော်အလွန်မိုက်တဲ့တတ္တဝါနော်အလွန်မိုက်တဲ့တတ္တဝါချစ်ခင်မှုမျက်နှာမှုလည်းရှိတယ်နော်မိုက်မဲမှုဆိုတာကိုသိတဲ့အခါမှာလိလျူရှုရတဲ့သဘောတည်းသူ့မှာရှိမှာပဲဟုတ်လားဒါကြောင့်ဥပိ္ပခာတရားပါရမီတရားတွေဆိုတာကောင်းမြတ်တဲ့အလုပ်တစ်ခုကိုလှုပ်လိုက်တိုင်းထိုက်သည့်အားလျော်စွာပါဝင်နေကြတယ်ဆိုတာကိုလည်းသဘောပေါက်ဖို့မလိုဘူးလား